အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့အချိန်မှာသုံးမဆိုင်အခြေအနေတွေကြုံတွေ့နေရတဲ့သူတွေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားသုံးမဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေကနေပြီးတော့ရုံထွက်နိုင်မလားเนาะအဲ့ဒီသုံးမဆိုင်အခြေအနေတွေမှာကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုရွေးချယ်မလားတစ်ဖက်သူကိုရွေးချယ်မလားဆိုတော့အပေါ်နဲ့ပတ်သက်ပြီးတော့ဆရာမလေးနဲ့စပြီးဆွေးနွေးကြည့်ကြမယ်နော်သူကတော့ personal reading မဟုတ်ဘူး general reading ပါဒီ reading လေးကိုအဆုံးထိနားထောင်ကြည့်ပြီးတဲ့အချိန်မှာကိုယ်နဲ့ energy ကိုက်တယ်ဆိုလို့ရှိရင်ဆရာမလေးနဲ့တီးတဲ့တိုင်းမျိုးဆွေးနွေးလို့ရပါတယ်ရှင်အဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီမှာကသုံးမျိုးဆိုင်ဖြစ်နေတဲ့အနေအထားလေးတွေတဲကနေပြီးတော့ရွေးချယ်မှုတွေကကိုယ့်ကိုရွေးချယ်မလားဆိုတော့ဘက်ကိုသွားတော့ကိုယ့်ကိုရွေးချယ်မယ်ဆိုပြီးတော့ရွေးချယ်မယ်ဆိုတဲ့ပုံစံမျိုးပြပြီးတော့နောက်ွယ်မှာမရွေးချယ်ဘဲတော့ကိုယ့်ကိုအယူလုံနေတာမျိုးလေးတွေတွေ့နေရတယ်ရှင်နော်ပုံစံထဲမှာဆိုလို့ရှိရင်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ကိုယ့်ဘက်ကသူနဲ့ပတ်သက်ပြီးတော့ပြဆက်ပြီးတဲ့အရာအလုံးနားလည်ပြီးတီးခံပြီးခွင့်လွှတ်ပြီးအဲ့ဒီအရာတွေကြောင့်မလို့သူကိုယ်တိုင်ကကိုယ့်အနာကထွက်မသွားနိုင်ဘူးလို့ကိုကတရတည်သတ်မှတ်ထားတယ်နောက်လို့ဘလောက်ပဲပေါ်လာအဲ့ဒီနောက်လို့နောက်ကိုကသူပါမသွားနိုင်ဘူးဘာကြောင့်လဲသူ့ကိုအရာအလုံးတီးခံပြီးခွင့်လွှတ်ပြီးအစားဆိုင်ရာပံ့ပိုးပေးနေတာကကိုဖြစ်နေတယ်ဆိုတဲ့စိတ်ကကိုယ့်ရဲ့ခေါင်းထဲမှာဝင်နေတဲ့အတွက်ကြောင့်ကိုကဒီအခြေအနေနဲ့ပတ်သက်ပြီးတော့လဲကိုယ့်ရဲ့လူကိုယုံကြည်တယ်ကိုယ့်ရဲ့သက်ဆိုင်သူကလည်းမင်းကိုပဲရွေးချယ်မှာပါဘလောက်ပဲဒီတတိယလူဝင်လာအဲ့ဒီလူကိုဖြတ်ပြီးတော့မင်းကိုပဲရွေးချယ်ပါမယ်လို့သူကတော့ပြောမှာပဲအဲ့ဒီစကားကိုကိုကအယုံလွယ်မိတဲ့အခါမှာနောက်ွယ်မှာကိုဟားတိုက်နေတာမျိုးလေးတွေတွေ့နေရပါတယ်အဲ့တော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အရန်ကိုစိတ်ပင်ပန်းနေရတဲ့အဆင်မပြေမှုတွေကြုံတွေ့နေရတဲ့အရာတွေကအများကြီးပဲတွေ့နေရတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မျောလင်းချက်ကเนาะဒီသူနဲ့ပတ်သက်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးတော့မျောလင်းချက်ကအများကြီးမရှိဘူးမျောလင်းချက်မှိမ့်မိန်နေတယ်ဆိုတာလဲကိုယ်တိုင်သိတယ်ဒါပေမဲ့ကိုကလည်းသူ့ကိုရားတဲ့အနေနဲ့စုပ်ကင်ထားမယ်ဆိုပြီးသူ့ရဲ့အလိမ်ညာတွေထဲမှာတိရဲ့သားနဲ့မတိကြအောင်စောင်းနေတယ်ဟောဒီအခြေအနေထဲမှာကိုယ့်ရဲ့ချစ်သူကဗုဒ္ဓဝုစနေသားသမီးသာဆိုလို့ရှိရင်တော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကလုံးဝကိုအစမပြေနိုင်တော့ဘူးဒီသုံးမှုဆိုင်ထဲမှာကိုကတေးကြတယ်ကျင်းသည်တတိယလူအဖြစ်မှာကိုကကြံရိပ်သူအနေနဲ့ကြံခဲ့ရလိမ့်မယ်အဲ့တော့မဟုတ်ဘဲနဲ့ကြံနေသားသမီးဆိုလို့ရှိရင်တော့ညှိလို့ရတယ်ဒါပေမဲ့ညှိယူလို့ရတယ်ဆိုပေမဲ့သူနဲ့ကိုယ်နဲ့အနေအထားထဲမှာကြားထဲမှာတော့ဒီလိုမျိုးနောက်လူပေါ်လာတဲ့ဆိုတဲ့အစ်စ်နော်နောက်လူပေါ်လာတယ်ဆိုတဲ့ပြဿနာလေးတွေကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်ပြန်ပြီးတော့ပေါင်းဆက်တဲ့နေရာမှာတော့အခက်ခဲလေးတွေတော့ဖြစ်နိုင်တယ်ပြီးတော့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့အပေါင်းအသင်းတွေနဲ့သူ့ရဲ့အနီးနားမှာရှိတဲ့အပေါင်းအသင်းတွေဟာအပေါင်းအသင်းတွေတဲကနေပြီးတော့အကုန်လုံးကနေပြီးတော့ကိုနဲ့ပတ်သက်ပြီးတော့ကိုမရွေးချယ်ဖို့ဆိုပြီးတော့နောက်ကနေပြီးတော့ဒီကိုရဲ့ကောင်ကိုရဲ့ချစ်သူကိုတအားတွေပြောနေတဲ့အတွက်ကြောင့်မလို့ဒီချစ်ကိုရဲ့ချစ်သူကကိုရွေးချယ်မဲ့အရာနဲ့ကိုရွေးမချယ်ပဲနဲ့တခြားသူကိုရွေးချယ်ဖို့အကြောင်းလေးတွေဖန်လာတတ်တဲ့ရှင်အဲ့တော့ဒီသုံးဝင်ဆိုင်ထဲမှာဆိုလို့ရှိရင်ကျမတို့